ပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ April Company ကနေပြီးတော့ကြီးမှုကျင်းပပြုလုပ်ခဲ့တဲ့ The Second Myanmar International Auto Expo 2026ပွဲကြီးအကြောင်းမျှဝေပေးသွားချင်ပါတယ်ဒါကတော့ပွဲရဲ့ဒုတိယမြောက်နေ့ပါပထမနေ့ကလူတွေအရင်ကြားနေလို့ April ကိုယ်တိုင်လည်းဗီဒီယိုရိုက်ဖို့အချိန်မရှိခဲ့ပါဘူး April တို့ပွဲအတွင်းကိုတစ်ချက်ဝင်ကြည့်ရအောင်ဒါကတော့ April ရဲ့တငယ်ချင်းပါပွဲမှာပြသွားတဲ့ဟုံးချီကားကြီးတွေဆိုရင်အရင်လှတယ်ပေါ့နော်ဟုံးချီရဲ့အနီးနားမှာလည်းမင်္ဂလာအော်တိုကနေပြီးတော့ Ford Truck တွေပြထားပါတယ်ဒီဘက်မှာယိုမမော်တာရဲ့ booth လည်းရှိပါတယ်ဒီပွဲမှာဝင်ရောက်ပြသခဲ့တဲ့ brand တွေကလည်းအရင်စုံနေပြီးတော့ပွဲကိုလည်းလာရောက်ကြည့်ရှုတဲ့လူဦးရေကလည်းအရင်များခဲ့ပါတယ်ဒါအပြင် April တို့ပွဲမှာတရုတ်ရိုးရာချင်းသိအကအလှတွေနဲ့လည်းတစ်နေ့ကို2ကြိမ်ဖျော်ဖြေခဲ့ပါသေးတယ်ပွဲအတွင်းမှာကားဝယ်ယူသွားတဲ့ customer တွေအတွက်လည်း April တို့ organizer ဘက်ကနေပြီးတော့ lucky draw အစီအစဉ်လေးတွေလည်းစီစဉ်ပေးခဲ့ပါတယ်ပွဲအတွင်းလည်း level လုပ်ပြီးပြီဆိုတော့ April ကောင်တာကိုတစ်ချက်ပြန်လိုက်ပါအောင်မယ်ဒါကတော့ April ရဲ့လုပ်ဖို့ခံပဲတငယ်ချင်းပါအဲ့ဒီနေ့ကရုံးကတငယ်ချင်းတယောက်ရဲ့မွေးနေ့ဆိုတော့ပွဲအပြီးမှာသူ့အတွက်မွေးနေ့ကိတ်လေးခွဲပေးခဲ့ကြပါတယ်ပွဲပြီးသွားပြီဆိုတော့ April ကလုံခြုံရေးအတွက်ဟော်ခမ်းမာတွေကိုလိုက်လံစစ်ဆေးရပါတယ်ဒါကတော့ပွဲအပြီးမြင်ကွင်းမှာဟော်ခမ်းမာတွေမှာတော့လူတွေမရှိကြတော့ပါဘူးဒီကားလေးကဂျေဟောင်ကအလားပြထားတဲ့ Mercedes ကားလေးပါကားပွဲလုံရင်ရလာတဲ့ motivation တစ်ခုကတော့ဒီနေ့မှာကိုလည်းဒီလိုမျိုးကားတစ်စီးပိုင်မှုအတွက်စူးစမ်းရအောင်မယ်ဆိုတဲ့ motivation တစ်ခုတော့ရလာခဲ့ပါတယ် April ရဲ့ video လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တဲ့ video တွေမှာပြန်တွေ့ကြပါမယ်ရှင် bye bye